မင်္ဂလာပါခင်ဗျာတာရာဆော့ဖ်ဝဲမှာကြိုဆိုပါရခင်ဗျာကျွန်တော်အခုရှင်းပြပေးမယ့်အကြောင်းအရာလေးကတော့ promotion plan 25ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီ promotion plan လေးကိုသုံးတော့မယ်ဆိုရင်ကျွန်တော်တို့ကဘယ်ရက်ကနေဘယ်ရက်ထိ promotion ပေးမှာလဲဘယ်အချိန်ကနေဘယ်အချိန်ထိပေးမှာလဲပြီးရင်ကျွန်တော်တို့ကဘယ်ရက်ဒီမှာပေးမှာလဲဆိုပြီးတော့အမျိုးမျိုးသတ်မှတ်ထားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ promotion plan 25ကိုစပြီးတော့သုံးတော့မယ်ဆိုရင်ဘယ်လိုမျိုး set တဲ့လုပ်ရလဲဆိုတာလေးကိုတစ်ချက်ရှင်းပြပေးမှာကျွန်တော်တို့ software တွေကိုတွားတယ်ပြီးရင် promotion ဆိုတဲ့ icon လေးကိုနှိပ်တယ်ဒီလိုနေရာလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့စပြီး set လုပ်လို့ရပါတယ်ကျွန်တော်တို့ promotion နာမည်ပေးမယ်ကျွန်တော်တို့က promotion plan ရွေးပေးရမယ်ပေါ့နော် promotion plan မှာကျွန်တော်အခု plan 25ဆိုတဲ့အားလေးကိုရွေးမယ်ပေါ့နော် state က active ပြီး warehouse ပေါ့နော် warehouse က warehouse အမျိုးမျိုးရှိရဆိုပြီးကိုယ့်သက်ဆိုင်ရာ warehouse ကိုရွေးပေးရမှာပြီးရင်ကျွန်တော်တို့က static and date တွေသတ်မှတ်လို့ရမယ်အချိန်တွေသတ်မှတ်လို့ရမယ်ပြီးနေ့တွေကိုလည်းရွေးပြီးတော့သတ်မှတ်ထားလို့ရပါတယ်ဗျဒီပုံလေးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က12လစာဝယ်မယ်ဆိုရင်ဆက်ဖို့ခါမယ်4လစာ free ပေါ့နော်ဒီ promotion plan လေးကိုဘယ်လိုသုံးရလဲဆိုတာလေးတစ်ချက်ပြပြပေးပါမယ်ကျွန်တော်တို့ promotion နာမည်တွေထည့်တယ် promotion plan တွေရွေးတယ် warehouse တွေရွေးတယ်အချိန်တွေ date တွေနေ့တွေသတ်မှတ်တယ်အားလုံးပြီးသွားပြီဆိုရင်ဒီနေရာလေးမှာစပြီးထည့်ရမယ် promoted item ဘာတွေလဲပေါ့နော်ကျွန်တော်တို့ promotion ပေးမဲ့ item တွေကဒီ item ကိုကျွန်တော်တို့12လစာဝယ်မယ်ဆိုရင်4လစာအခမဲ့ကျွန်တော်တို့ကဆက်ဖို့လဲအခမဲ့ဆိုတော့ Carnet Plus device လဲတစ်ခု free ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီ quantity နေရာမှာ1 active item ဒီ device ပေါ့နော်ဒီ device တစ်ခုလဲ free ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ promotion plan လေးကိုကျွန်တော်set up လုပ်လို့ပြီးပါတယ်ပေါ့ကျွန်တော်တို့ promotion plan လေးကို set up လုပ်ပြီးပါပြီဆိုတော့ဘယ်လိုမျိုးသုံးရမလဲဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းလေးကိုသွားမယ်ကျွန်တော်တို့က12လစာဝင်ရင်4လစာ free ပြီးတော့ Carnet Plus set တစ်ခုလဲ free ရမှာဖြစ်နေဆိုတော့ကျွန်တော်တို့ annual fee ဒီ item လေးကိုကျွန်တော်တို့က12လစာဝင်မယ်ဆိုရင်4လစာအခမဲ့ဆက်ဖို့လဲအခမဲ့ဟုတ်ဒီလို promotion လေးကိုရမှာဖြစ်ပါတယ်ဗျ